အားလုံးပဲမင်္ဂလာပါခင်ဗျာဒီတစ်ခေါက်ဟောပြပေးမှာကတော့ဆရာကြီးဒေါက်တာအွန်လိုင်းစစ်သူဒေသနာရေးသားတဲ့တုတ္တအဖျားဖျားတိုင်းဆေးပညာစာအုပ်မှာဆေးဘက်ဝင်တမအကြောင်းပဲဖြစ်ပါတယ်တမတွေဖူးပြီးဗရောက်တွေဝေတဲ့အချိန်မှာမြန်မာတို့နှစ်ဦးသပင်ဆင်ရင်ကြပါတယ်ပူပြင်းလာတဲ့အညာဒေသအဖို့တမရိပ်မှာချွေးသိပ်ကြရပါတယ်တမပန်းရနံ့အသင်းနေတဲ့လေညင်းလေးကိုရှူတတ်ရရင်နွမ်းသမျှပြေပြောက်ကြရပါတယ်တမနဲ့မြန်မာဟာခွဲမရလောက်အောင်ပဲရင်းနှီးကျွမ်းဝင်မှုရှိကြပါတယ်ဘေးစီရန်ကာအဖြစ်အိမ်ရှိမှာတမပင်ကိုရှေးလူကြီးများစိုက်လိရှိကြပါတယ်အိမ်နောက်မှာတော့ကတက်ပင်ကိုစိုက်တတ်ကြပါတယ်ဒီအတွက်အိမ်ရှိတမနောက်မှာကတက်စီးပွားတက်ဤဆိုတဲ့ဆိုရိုးစကားရှိခဲ့ပါတယ်မြန်မာနိုင်ငံကိုအလဲရောက်ကြတဲ့တိုင်းတစ်ပါးသားတိုင်းဟာຫນွေဦးမှာရွှေရည်လူးထားသလိုရွှမ်းဆိုဝေစာနေတဲ့တမပင်တွေရဲ့ပုံရိပ်ကိုအမြဲပဲမြင်ရောက်နေလေရှိတယ်လို့ဆိုပါတယ်စင်စစ်တမပင်ဟာမြန်မာတို့အဖို့စားပင်သာမကဆေးပင်လည်းမြည်ပါတယ်တမပင်စိုက်ထားရင်မကောင်းဆိုးဝါးမကန့်ညှိနိုင်ဘူးလေကောင်းလေတန့်ရတယ်ပိုးမွားတန့်စင်စီတယ်လို့ယုံကြည်ကြပါတယ်တမကတ်ဆောင်ထားရင်ဘေးရန်စီးကားတယ်စိတ်အောင်နိုင်တယ်ရဲစွမ်းတတိရှိစီတယ်လို့လည်းယုံကြည်ကြပါသေးတယ်ဒီအတွက်ရှေးကမြန်မာစစ်တီတွေစောင်းတဲ့မောက်လူအုပ်ထုပ်တွေမှာယာရုအဆင့်လိုက်တမရွက်တွေစင်မြန်းပါရှိပါတယ်တမမျိုးထဲမှာတမကြီးအညာတမတင်မောပန်းတမရေတမစသည်ဖြင့်အမျိုးမျိုးရှိပါတယ်ပြင်စ၅ပါးစလုံးဆေးဘက်ဝင်ပါတယ်တမကိုရုပ်ခဗေဒအမည်အပြင်အစွာ director indica လို့ခေါ်ပြီးအင်္ဂလိပ်လိုတော့ magosa tree nim tree စသည်ဖြင့်ခေါ်ပါတယ်တက္ကသဘာသာနဲ့နေဘလို့ခေါ်ပါတယ်မြန်မာနိုင်ငံဒေသအသီးသီးမှာပေါက်ရောက်နိုင်ပြီးအထူးသဖြင့်အပူပိုင်းဒေသတွေမှာဖြစ်ထွန်းပါတယ်ပင်စီဖြောင်းတဲ့အမြဲစိမ်းသစ်ပင်မျိုးဖြစ်ပါတယ်အခောက်ရောင်မွဲပြီးကျန်းပါတယ်အရွက်နားမှာတော့ခွေးသောစိတ်ကလေးတွေရှိပါတယ်အပွင့်လေးတွေကဖြူဝါဝါအယောင်ရှိပြီးတပေါင်းလကနေကစုံလအထိပွင့်တတ်ပါတယ်အသီးကတော့နှုစင်မှာစိမ့်ပြီးရင့်မှဲ့နေတဲ့အခါအဝါနှုရောင်ရှိပါတယ်သူ့မှာအစိတ်တစိသာပါပြီးအနီပြော့ရောင်ရှိပါတယ်ကစုံနှယုံလတွေမှာတမာသီးပါတယ်ပင်စီယာမှာကြောပြီးအယောင်ကောင်းတဲ့အတွက်အိမ်အောင်ပြိဘောကပစ္စည်းလှုပ်လေ့ရှိပါတယ်ပေါ်လစ်တင်လိုက်တဲ့အခါမဟောဂနီရောင်ထွက်ပါတယ်တစ်သားနဲ့တင်းတင်းလေးမွေးပါတယ်အချို့အရက်တွေမှာလှေထွင်းခြင်းပုံထွင်းခြင်းလုပ်တတ်ပါတယ်တမာသားကိုချလဲမတက်နိုင်ပါဘူးအခောက်ကိုထုထောင်းပြီးရှော့ကျိုးထုတ်နိုင်ပါသေးတယ်အရွက်ကိုပိုးကြောက်တဲ့အတွက်အဝတ်ဗီဒီယိုတွေသုံးမွေးတွေစာအုပ်တွေနဲ့အတူရောထားရင်ပိုးရံကကာကွယ်ပေးပါတယ်အကိုင်းနုကလေးတွေကိုတော့အိန္ဒိယနိုင်ငံမှာခနေ့အထိတံပူသွားတိုက်တံအဖြစ်အသုံးပြုနေသေးပါပဲတမာစီကနေမာဂိုဆာလို့ခေါ်တဲ့တမာစီကိုထုတ်ယူလို့ရပါတယ်သူ့မှာနင်ပင်တင်လို့ခေါ်တဲ့ဓာတ်ပစ္စည်းပါဝင်ပါတယ်တမာစီကိုမျက်နှာချေစံတစီဆေးဆက်ပြာနဲ့သွားတိုက်ဆေးတွေမှာထည့်သွင်းအသုံးပြုကြပါတယ်ပိုးသက်ဆေးအနေနဲ့လည်းသုံးပါတယ်တမာရွက်ကိုမကြီးမဲ့ဇီးသီးမဲ့စတာတွေနဲ့ပြုတ်ပြီးတစ်မျိုးအချင်းထဲလို့တဖုံအတုအမြုပ်လှုပ်ရှားလေးရှိပါတယ်မြမစေးချမ်းတွေဖြစ်တဲ့တပကုဏပကာတနီစေးချမ်းရောမင်းကြီးရဲ့ဥရုဘောဇနာသင်္ကဟချမ်းဆရာကြီးဥပသင်ရဲ့ရှုတော်မူစေးအဘိဓမ္တမတော်ကြီးဥကဲရဲ့ဇီဝိတဝုဋ္ဌနာစေးချမ်းဓာတုယတ၄ဆောင်တွဲတက်ချမ်းဆရာကြီးဥတင်ဝင်းရဲ့တဘာဝဓမ္မအလင်းပြချမ်းစတဲ့စေးချမ်းကြီးတွေမှာတမရဲ့ဓာတုယတနဲ့အကျိုးသွားတွေကိုဝေဝေဆာဆာဖော်ပြထားတာတွေ့ရပါတယ်အချုပ်အားဖြင့်ဆိုရရင်တော့တမသည်အေသောဝရိယရှိသည်ခြေလွယ်သည်ခါးသည်ဖန်သည်စိတ်သည်ဝိပါက၌စက်သည့်အတွက်နှလုံးကိုထိခိုက်သည်လေသေးကြီးတလိတ်တို့ကိုပယ်သည်ဝါယောဓာတ်တိဇောဓာတ်ညံ့သူတို့နှင့်တင့်သည်ဝါယောဓာတ်ပထဝီဓာတ်နှစ်ပါးတို့ပြိုင်၍လွန်၏လို့ဆိုနိုင်ပါတယ်တကားလိုချိုပြီးတမာလိုခါတယ်လို့ဆိုလိရှိကြပါတယ်အခါနဲ့ပတ်သက်လာရင်တမာကိုပမာပြုလို့နှိုင်းတတ်ကြပေမယ့်တကယ်တမ်းအရသာကိုဆန်းစစ်ကြည့်လိုက်ရင်သူ့မှာအခါဦးစီးပြီးနည်းနည်းဖန်ပါတယ်အေးပြီးစိတ်နဲ့အရသာလေးလည်းရှိနေပါတယ်တမာတစ်ပင်လုံးဟာဆေးဘက်လည်းဝင်လှပါတယ်တမာကောက်ကိုသွေးပြီးစားလေးနည်းနည်းခတ်လို့တောက်ရင်အဖျားကျစေပါတယ်တမာအတွင်းကောက်ကိုသွေးပြီးလိမ့်ပေးရင်အစိမ့်မြက်ကြိုက်တာရောင်တာပျောက်စေပါတယ်သွားကြိုက်သွားနာဖြစ်ရင်တော့တမာကောက်ကိုရေနဲ့သုံးကတ်တစ်ခတ်တင်ပြုတ်ပြီးငုံပေးရပါတယ်အကျောဆွေယောဂအရေပြားယောဂနဲ့အသေးယောဂအတဝါယောဂတွေအတွက်အခောက်ပြုတ်ရည်ကျေးစွန်းကြီးတစ်စွန်းကနေ၄စွန်းအထိတိုက်နိုင်ပါတယ်အခောက်မုံကိုသုံးရင်တော့တစ်ချိန်မှာတပဲသားတစ်နေ့၃ချိန်အထိတိုက်ပေးနိုင်ပါတယ်တမာမြင့်အခောက်ကိုပင်စီအခောက်လိုပဲသုံးနိုင်ပါတယ်တမာရွက်ကတော့အရေပြားယောဂတွေအတွက်အထူးပဲတင့်တော်ပါတယ်တမာရွက်ပြုတ်ပြီးရေချိုးပေးရင်အရေပြားအရာရန်အဖူပိန်ပျောက်စေပါတယ်ဝဲကြောင့်နဲ့ပြည်တဲ့အနာတွေကိုတော့တမာရွက်ကျိတ်လို့အုံမေးရပါတယ်တမာရွက်တတုရေကိုမျက်စိမှာခတ်ပေးရင်မျက်စိရာရန်ခြင်းမျက်စိပူခြင်းမျက်စိပူကျခြင်းတို့ပျောက်စေပါတယ်တမာရွက်ကိုကျွမ်းအောင်လှောအမှုန့်ပြုတ်ပြီးစားနေနဲ့ထဲလို့နေတိုင်းသွားတိုက်ပေးရင်
သွားကြိုက်သွားနာယောဂကင်းဝေးပြီးသွားတွေဖြူစင်ခိုင်မာစေပါလိမ့်မယ်တမာကက်အယိုးရံကိုသွားကြထိုးရံအဖြစ်သုံးနိုင်ပါသေးတယ်ဒါမှမဟုတ်အဖျားကိုဖွာသွားအောင်ဝါပေးပြီးသဘုတ်တံအဖြစ်သုံးနိုင်ပါတယ်သွားယောဂကင်းစင်စေပါတယ်ဒီအတွက်ရှေးလူကြီးတွေကတမာတစ်ခတ်သွားတသက်လို့တောင်ဆိုထားပါတယ်တမာရွက်တတုရေကိုစားနဲ့ရောပြီးတိုက်ကျွေးရင်ဥရင်းမှာရှိတဲ့တန်ကောင်တုတ်ကောင်တွေသိစေပါတယ်အတော်ဝါယောဂဖြစ်တဲ့အခါတမာရွက်တတုရေလက်ဖက်ရည်စွန်းတစ်ဝက်ကိုပြားရည်ဆက်လို့ညနက်နက်တောက်ပေးရပါတယ်ထိခိုက်ဒဏ်ရာရခြင်းအနာမန်းလိုက်ခြင်းဖြစ်ရင်တမာရွက်ကိုကြိတ်လို့အုံပေးရပါတယ်တမာရွက်တတုရေနဲ့နှမ်းစီချက်ပြီးလိမ့်ပေးလို့လည်းရပါတယ်တမာရွက်ပြုတ်ရည်မှာဖုံးမသိမ်ငရုတ်ရည်နည်းနည်းဆက်ပြီးအဝတ်စမှာဆွတ်လို့အယိုးကျိုးတဲ့နေရာမှာစီးပေးရင်အယိုးမြန်မြန်ပြန်ဆက်ပါတယ်အနာမန်းမလိုက်အောင်အကာအကွယ်ပေးပါတယ်မိဖွားပြီးစမိနေတဲ့တွေတိမ်ကျုပ်အောင်ကြက်အောင်တမာရွက်ပြုတ်ရည်နဲ့ဆေးကြောပေးနိုင်ပါတယ်တမာသီးကိုနေ့တိုင်းသိမ့်အောင်စားပေးရင်စီးယောဂပျောက်စီတယ်လို့ဆိုပါတယ်တမာသီးအစီကိုရားနာတွေအဖြစ်လိမ့်စေးအဖြစ်သုံးနိုင်တယ်လို့တန်ချစေးအဖြစ်နဲ့လည်းတောက်သုံးနိုင်ပါတယ်တမာသီးဟာလေကောင်းယောဂအတွက်တောက်ဆေးလိမ့်စေးအဖြစ်သုံးနိုင်ပါတယ်ငှက်ဖျားယောဂမှာလည်းပေးနိုင်ပါတယ်တမာသီးအစီကိုအဝတ်မှာဆွတ်ပြီးရားနာဝဲနာအကျိတ်နာပြည်တဲနာနှင်းကူနာထိခိုက်ဒဏ်ရာမှာပိုးကြခြင်းတို့အတွက်အသာကတ်ထားရပါတယ်ခေါင်းမှာရှိတဲ့တန်းနေသေးစေအောင်တမာစေးအချောက်ကိုအမှုန့်ပြူအုံးစီနဲ့ဆက်ပြီးလိမ့်ပေးရပါတယ်တမာပင်ကထွက်တဲ့အစီကိုတော့အားစေးနဲ့အစာချေစည်းတွေဖော်ဆက်ရမှာထည့်သွင်းအသုံးပြုကြပါတယ်နှာစီးချောင်းဆိုးယောဂပျောက်စေးအဖြစ်လည်းသုံးကြပါတယ်ပင်စီကထွက်တဲ့အချိုရည်ကိုထန်းရည်ဓနိရည်တို့လိုခံယူလို့ရပါတယ်အဲ့ဒီအချိုရည်ဟာဝမ်းတွင်းအေးပါတယ်အာဟာရကိုဖြစ်စေပါတယ်အစာအိမ်ကိုအားဖြစ်စေပါတယ်အဆုတ်နာသွေးရမ်းတဲ့ယောဂပျောက်ကင်းအောင်တိုက်ကျွေးနိုင်ပါတယ်တမာပွင့်ကိုရှုပေးရင်အမှုမော်ပြေးစေပါတယ်တလိမ့်မရပဲချောင်းကြောက်ကြီးစိုးနေရင်တမာသီး10လုံးလောက်ကိုပြားရည်အကျန်းပကံလုံးမှာစိမ့်ပြီးပြားရည်ကိုနည်းနည်းချင်းရက်ပေးပါချောင်းဆိုးသက်သာပျောက်ကင်းသွားပါလိမ့်မယ်တလိမ့်ထပြီးဆိုးတဲ့ချောင်းဆိုးအတွက်ကတော့တမာရွက်ကိုမီးဖုတ်ပြီးအတို့အမြုပ်လှုပ်ရှားပါအစားအသောက်မမိန်အစာမကြေပဲဖြစ်နေရင်တော့တမာပွင့်လက်တွင်းတစ်စုပ်ကိုရေနှစ်ဖန်ကွက်တဝက်ကြံအောင်ကြိုပါပြီးရင်အရေးစစ်ယူပြီးပြားရည်စားတူရောပါနနက်ညအစာစားပြီးတိုင်းလက်ဖက်ရည်စွန်းတစ်စုံကြတောက်ပေးပါဂရင်းကောင်းပြီးအစာကြေပါလိမ့်မယ်ငှက်ဖျားထူတဲ့အရက်ဒေသကိုသွားမဲ့သူတွေအဖို့တမာရွက်ကိုအချောက်လှမ်းပြီးယူဆောင်သွားတင်ပါတယ်တမာရွက်အချောက်အခြေတွေကိုလက်ဖက်ချောက်ခတ်တယ်လို့ရင်သွေးနဲ့စိမ့်ပြီးဒစိမ့်စိမ့်တောက်ပေးခြင်းအပြင်ငှက်ဖျားကာကွယ်ပြီးသားဖြစ်ပါလိမ့်မယ်အသေးရောင်ယောဂကိုလည်းအကာအကွယ်ပေးပါတယ်တမာရွက်တတုရေဟာတဲကြီးကြောက်တီရဲ့ယောဂစီးချုပ်တဲ့ယောဂတွေမှာလည်းပျောက်ကင်းစေနိုင်တဲ့အစွမ်းအာနိသင်ရှိကြောင်းသုတေသနပြုလုပ်တွေ့ရှိထားပါသေးတယ်ဝမ်းပြက်ပြီးအထက်လန်အောင်လျှောဖြစ်ခဲ့ရင်တောင်တမာရွက်ကိုထညက်နဲ့ဖြစ်စေတကြားနဲ့ဖြစ်စေကြိုပြီးစားနေနဲ့ခက်လို့တောက်ပေးရပါတယ်တခွက်ဆိုသလောက်တိတိတသာတတ်တာစေတဲ့ဆေးတလက်ဖြစ်ပါတယ်ဂျပန်ခေတ်ကဆိုရင်ကာလဝမ်းယောဂဖြစ်တဲ့သူအတော်များများကိုအဲ့ဒီတမာရွက်ပြုတ်ဆေးရည်နဲ့အသက်ကတင်ပြီးနိုင်ခဲ့ကြောင်းမှတ်တမ်းမှတ်ရများအရာသိရှိရပါတယ်တမာရွက်ပြုတ်ရည်ဟာဝမ်းချုပ်စီးရွှင်စေတဲ့တတိရှိုံသာမကဝမ်းယောဂအမျိုးမျိုးကိုသိစေနိုင်ကြောင်းစမ်းသပ်တွေ့ရှိထားပါတယ်တမာရွက်ရဲ့အဲ့ဒီစွမ်းရည်တွေကိုရှေးကလေးကမြမသမားတော်ကြီးရဲ့အနေနဲ့တွေ့မြင်ခဲ့ပြီးဖြစ်ပါတယ်တာရကအဖြစ်ပြရရင်တော့ဓာရုယတ၄ဆောင်တွဲကျမ်းမှာတမာရွက်ရဲ့စွမ်းရည်နဲ့ပတ်သက်လို့ရတာတစ်ချက်တမာရွက်ကဝမ်းပြက်ကိုဖြစ်မှုသေးကြီးတလိပ်လေးကြောင့်တဲလီပြုတ်အံစံပုတ်တကြီးဖြစ်ဖိတုံဟိုင်းစာလိုက်တစ်ချက်တဲကြီးပြက်ကစသည်ထွေလာဝေဒနာကိုတမာပုံသေးလွတ်ငိမ့်စေသည်လို့ရေးထားတာကိုထောက်ရှုနိုင်ပါတယ်တိုင်းရေးစေပညာအရအပူဝမ်းပြက်နဲ့အေးဝမ်းပြက်ရဲလို့ရှိရမှာတမာကိုနှမျိုးစလုံးမှာဆေးဖြစ်ပေးလို့ရပါတယ်ကလေးများတုတ်ထလို့ဆိုဝမှာဝါရနေရင်လောလောဆယ်တက်တာအောင်တမာရွက်ချောက်အမုံနည်းနည်းကိုဆိုဝတဝိုက်ပုတ်ပေးထားရင်ထွက်လာသမျှတုတ်တွေပြုတ်ကျကုန်ပြီးရရန်ချင်းတက်တာသွားပါလိမ့်မယ်ညနေအောင်ထုထောင်းထားတဲ့တမာရွက်တွေဟာနှင်းကူအဆူယောဂအတွက်အင်မတန်မဲ့အကျိုးထူးစေပါတယ်နေ့စဉ်မှန်မှန်တမာရွက်အဆူထုထောင်းပြီးအုံပေးရင်မကြခင်အသားကောင်းပြန်ဖြစ်ပါလိမ့်မယ်တုတ်ခွေးပြားချမ်းပြားတုံပြားဖြစ်ရင်တော့တမာကောက်နှောင်စမှာရေအောင်စ30နဲ့ရောပြုတ်ပြီးပြုတ်ရည်ပူနွေးနွေးမှာငရုတ်ကောင်းမှုခက်လို့တောက်ပေးရင်မကြခင်ချွေးရပြီးတက်တာသွားပါလိမ့်မယ်လေးညင်းတပွင့်နှစ်ပွင့်ထက်ကြိုနိုင်ရင်ပိုလို့တောင်ကောင်းပါတယ်ခါကိုင်းအစစ်မြက်ကတ်ယောဂအတွက်ကတော့တမာကောက်တပဲသားပိတ်ချင်းသည့်နှစ်ပဲသားကိုအမှုန့်ချမ်းရယုံထောင်းပြီးရေနဲ့ကြိုတောက်ပေးရင်အလွန်ပဲထိရောက်ကြောင်တွေ့ရပါလိမ့်မယ်အမျိုးသမီးများမီးရဖြူစင်းခဲ့ရင်တမာကောက်နဲ့ကင်ပိုးရံချမ်းစားသူရောကြိုပြီးအတွင်းအင်္ဂါများဆေးကြောပေးနိုင်ပါတယ်တမာကောက်ကိုခပ်ပြင်းပြင်းပြုတ်တော့ရင်တော့မူးဝေထိုင်းမိုင်းစေပါတယ်အဲ့ဒီလိုဆေးရည်ပြင်းပြင်းကိုတော့ရှေးကစိတ်ကြွတဲ့စိတ်ယောဂဝေဒနာတွေကိုပြီးခဲ့ကြပါတယ်
အစစ်မြစ်ကြိုက်ခဲရင်တမာကောက်ကိုအရက်နဲ့စိမ်ပြီးလိမ့်ပေးနိုင်ပါသေးတယ်။ညာနာလုပ်သားကြီးတွေမှာအဖြစ်များတဲ့ migraine လို့ခေါ်တဲ့ခေါင်းတစ်ချမ်းကိုက်ယောဂအတွက်ကတော့တမာပွင့်ဟာအစွမ်းထက်လာပါတယ်။အဲ့ဒီလိုခေါင်းကိုက်လာရင်တမာပွင့်ကြောင့်2ပွင့်3ပွင့်ကိုကော်ဖီလက်ဖက်ရည်စတာတွေနဲ့ပူပူနွေးနွေးတောက်ချပေးပါ။တမာရွက်အစုံကိုလုံးချပြီးနှစ်ထည်နှစ်ဖက်မှာကတ်ထားပေးပါ။မကြခင်တက်တာသွားပါလိမ့်မယ်။တလိပ်အပိတ်အဆို့ကြောင့်ခေါင်းအောင်ခေါင်းခဲသွေးလေးပြီးမူးမော်နေရင်တမာကောက်ကိုဆန်ဆေးရည်နဲ့သွေးတောက်ပါပျောက်ကင်းသွားပါလိမ့်မယ်။ဝမ်းကိုက်ယောဂအတွက်စောင့်ထားတဲ့စီတလက်ကတော့တမာရွက်6လက်ထုတ်ကြီးကြောက်စားလောစမုံနဲ့မီးသင်းချက်သွန်ဖြူမီးသင်းအားလုံးကိုအမျှစီစုပြီးအမှုန့်ပြုပါရေတွင်းနဲ့တစ်ခါတော့2ပဲသားဝမ်းသွားတဲ့အချိန်ပေါ်လိုက်လို့တစ်နေ့2ချိန်3ချိန်တောက်ပေးပါအခုတင်ပြခဲ့တာတွေကတော့မြန်မာနိုင်ငံမှာပေါ်လာတဲ့တမာတပင်လုံးဆေးအသုံးတွေပဲဖြစ်ပါတယ်တမာတပင်လောက်အိမ်သားမှာစိုက်ထားရင်တမားတော်ကြီးတူပင့်ခေါ်ထားတာနဲ့မချအလားတူပါတယ်ဒါကြောင့်လဲစိတ်ဘက်ဝင်လာတဲ့တမာနဲ့ကြက်ကိုအိမ်တိုင်းစိုက်စေလိုတဲ့သဘောနဲ့ရှေးလူကြီးတွေကအိမ်ရှိမှာတမာအိမ်နောက်မှာကြက်စီးပွားတက်ဤလို့တိုက်တွန်းရေးသားခဲ့ကြောင်းတင်ပြလိုက်ရပါတယ်။စောင့်ကြည့်ကြည့်ရှုပေးတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်။